Hanzan Thant, after sales service. More than 30-year experience. ရန်ကုန်မြို့ရွှေသာစက်မှုဇုံတေးရှိဟန်စိန်သန်းကုမ္ပဏီ service center ကိုကျွန်တော်ဒီမနေ့ရောက်ဖြစ်တယ်။ဟန်စိန်သန်းကဝယ်ထားတဲ့ submersible pump 10နှစ်ကျော်သုံးထားပြီးဖြစ်လို့ servicing လုပ်ဖို့အတွက်ရောက်ဖြစ်တာပါ။ရေပတ်မြောင်းတဲ့အနေအထားမကပဲ engineering service ကိုပါကောင်းကောင်းဆောင်ရွက်ပေးနေတာတွေ့ရပါတယ်။ရေပန့်ဖြုတ်တာတက်စင်တာစနစ်ကြတယ် spare parts ပစ္စည်းများလည်းအများပြားတွေ့ရပါတယ်စနစ်တကျတိုင်းတာပြီးပြန်အသုံးပြုနိုင်သောအစိပ်ပိုင်းများကိုအသုံးပြုပြီးတော့လဲလှယ်တဲ့အစိပ်ပိုင်းများကို spare parts အသစ်နဲ့လဲလှယ်ပေးပါတယ်ဒါနဲ့မကပဲ service engineer တွေနဲ့ technician တွေဟာဟန်စိန်သန်းကုမ္ပဏီတက်တန်းတစ်လျှောက်လုပ်ကိုင်နေကြသောနှစ်ရှည်ဝန်ထမ်းများဖြစ်တာကိုသိရတယ်ဒါကြောင့်ကျွမ်းကျင်မှုလည်းရှိကြပါတယ်နောက်တစ်ခုထူးခြားချက်ကဟန်စိန်တန်းရဲ့ smart spot ပတ်များမတော်ဆလောင်သွားရင်သို့မဟုတ်ပြတ်သွားရင်ကွိုင်ပြန်လဲလှယ်လို့ရပါတယ်။ကွိုင်တို့ကိုပင်းရင်စက်ရုံကပတ်ပြီးသားဖြစ်လို့ပြန်ပတ်เสียမလို့ပဲအရန်တတ်ရမှုရှိပါတယ်။ကျွန်တော်တို့သုံးဆွဲသူတွေအတွက်တော့ကုန်ကျမှုသက်သာစေပါတယ်။လောင်သွားသောမော်တာကွိုင်တို့ကို press နဲ့နင်းထုတ်ပြီးကွိုင်တို့အသစ်ကို press နဲ့ပြန်ထည့်တာဖြစ်ပါတယ်။အလွန်မြန်ပါတယ်။ကျွန်တော်ရဲ့ submersible pump ကဒီလောက်ထိနှိမ့်ရှည်ခံတဲ့အကြောင်းရင်းကိုခုမှသိတယ်။ဟန်စိန်သန်းကုမ္ပဏီက submersible motor တွေမှာတက်ဆင်ထားတဲ့ bearing ရဲ့ thrust load ကရွေးစားလိုက်အနည်းဆုံး3500 newton ကနေအများဆုံး9500 newton ထိရှိလာပြီး motor သက်တမ်း pump သက်တမ်းရရှိခံတဲ့အချက်ဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ပတ်မှုကို servicing ပြုလုပ်ပြီးတဲ့အခါရေရင်းထဲကိုထည့်ပြီးတော့မိနစ်30ကြာစမ်းသပ်မောင်းနှင်ပေးပါတယ်။ရေထွက်နှုန်းရေအား pressure ampere စသည်တို့ကိုတိုင်းထားပြီးသေချာအောင်ဆောင်ရွက်ပေးပါတယ်။ဟန်စိန်သန်းကုမ္ပဏီရဲ့ engineering service ကယုံကြည်စိတ်ချရပြီးကျွန်တော်တော်တော်လေးစိတ်ကျေနပ်ရပါတယ်။